သူ့စိတ်ထဲမှာသဘောကျတဲ့မိန်းကလေးပုံစံကိုပြောလာတဲ့လူသားဟင်မင်္ဂလာပါပရိသတ်ကြီးတို့ခုလက်တလောမြန်မာနိုင်ငံကမိန်းကလေးတွေကြားထဲမှာဘသူအကြောင်းကိုအများဆုံးပြောနေကြလိမ့်ဘသူတို့ကသူတို့ရဲ့အိမ်မက်ထက်ကမိန်းကလေးလို့မိလိုက်ရင်ထိတ်ဆုံးကထွက်လာမယ့်နာမည်တစ်ခုရှိပါရီဟုတ်ပါရီသူကတော့မြန်မာနိုင်ငံရဲ့အကြီးဆုံးရွှေလုပ်ငန်းစုကြီးဖြစ်တဲ့အောင်သမရီရဲ့အချောဆုံးငယ်ဆုံးသားလေးဖြစ်တဲ့ကိုလူသားဟန်ပါပြီကိုလူသားဟန်ဟာမြန်မာနိုင်ငံရဲ့ချမ်းသာသောစီးဝင်တတိကြီးတူရဲ့သားဖြစ်နေလို့ပါသူမိသားစုရဲ့အောင်မြင်မှုကတော့အားလုံးသိပါပြီဒုတိယအချက်ကတော့သူ့ရဲ့ရုပ်ရည်ရှုပကားပါအယံမြင့်မြင့်ကိုလုံးကိုပေါင်းတောင်းတင်ပြီးစမဲကြတဲ့ရုပ်ရည်မျိုးကိုပိုင်ဆိုင်ထားတာကြောင့်မိန်းကလေးတိုင်းကသူ့ကိုမြင်ရင်တစ်ချက်လောက်တော့ငေးကြည့်မိကြမှာအသေးကြပါပြီဒီလောက်နေပဲလားဆိုတော့မဟုတ်သေးပါဘူးသူကတအိမ်လုံးရဲ့ရွှေပေါ်မြတင်အသေးချာလေးလေးဖြစ်ပါရီသူမှဖြစ်သူမက်ဆင်ကိုယ်တိုင်ပြောပြထားတာကတော့လူသားဟန်ကိုမမွေးခင်ကသူတို့မိသားစုရဲ့စီးပွားရေးဟာရုန်းကန်နေရပေမဲ့လူသားဟန်လေးကိုမွေးပြီးနောက်မှာတော့ကန်နေတက်ပြီးတော့စီးပွားရေးတွေအမကန်တိုးတက်လာခဲ့တယ်လို့ဆိုပါရီဒါကြောင့်မိသားစုကသူ့ကိုကန်ကောင်းချင်နေတဲ့ဆောင်လာသူပြည့်သတ်မှတ်ပြီးအလိုလိုက်အခြေဆုံးသားလေးဖြစ်အမြဲတမ်းကြိုးစားကြပါရီဒီလိုပြည့်စုံနေနောက်ခံရှိန်ဝါရီဆွဲဆောင်မှုရှိတဲ့ရုပ်ရည်တွေကြောင့်ကိုလူသားဟန်ကိုချစ်သူတော်ချင်းနဲ့မိန်းကလေးတွေသူ့ရဲ့လူမှုကွန်ရက်ကိုနှိမ့်စင်စောင့်ကြည့်နေတဲ့အမျိုးသမီးပရိသတ်တွေကတော့မရှိတွေ့နိုင်အောင်ပါပဲဒီလိုအခြေအနေမှာအားလုံးကစိတ်ဝင်စားဆုံးမိကောင်ကတော့ကိုလူသားဟန်ကဘလို့မိန်းကလေးမျိုးကိုမှသဘောကျလိမ့်ဆိုတာပါပဲအရင်တုန်းကတော့သူအမအမဲစင်ကအောင်သမရီရွှေဆိုင်တစ်ဆိုင်လုံးဝင်နိုင်ရင်မောင်လေးကိုပေးစားမယ်ဆိုပြီးတော့စားနောက်ခဲ့ပို့ပေမယ့်တကယ်တမ်းတော့ငွေကြေးတဲ့စိတ်ထားကောင်းမှုကအဓိကပါလို့ပြန်ဖြေရှင်းခဲ့ပါရီကိုလူသားဟန်ကိုယ်တိုင်ကလည်းမိမဆေးဖြစ်ရင်ရပြီလို့ရိုးရှင်းရှင်းပြေခဲ့ပြီးတော့အားလုံးကသူ့ကိုစိတ်ထားကောင်းမွန်ပြီးရိုးသားတဲ့သူလိုသတ်မှတ်ခဲ့ကြပါရီ။ဒါပေမဲ့ခုနောက်ပိုင်းမှာတော့ကိုလူသားဟန်ကသူ့စိတ်ထဲမှာတကယ်သဘောကျတဲ့မိန်းကလေးပုံစံကိုပို့ပြီးတော့ပွပွလင်းလင်းပြောလာခဲ့ပါတယ်ရှင်။သူကရိုးရှင်းရှင်းပုံစံမျိုးတဲ့ခန္ဓာကိုယ်တောင့်တောင့်ပြောင်ပြောင်တဲ့မိန်းကလေးမျိုးကိုမှပို့ပြီးတော့သဘောကျတယ်လို့ဆိုပါရီ။သူရဲ့စကားတိုင်းဆိုရင်တော့ fitness လိုက်စားပြီးတော့ကိုယ့်ကိုယ် view ဆိုင်တဲ့ကိုလုံးကိုပေါလာပါတဲ့မိန်းကလေးတွေကသူ့ရဲ့အကြိုက်ပုံစံဖြစ်တယ်လို့သိရပါရီ။ဒါရင်မကသေးပဲနဲ့သူကခန္ဓာကိုယ်မတောင့်ရုပ်ရည်မချောရင်တော့သူ့ကိုစာလာမပိုးချနဲ့ဆိုပြီးတော့ဒါမှအရှုံးဖောက်ပြောကြားထားပါသေးတယ်။ဒီစကားကြောင့်မလို့မိန်းကလေးပရိသတ်တွေကြားထဲမှာပေါ်လောရှိုက်သွားခဲ့ပြီးတော့သူ့ရဲ့ပွင့်လင်းမှုကိုသဘောကျတဲ့သူတွေရှိတယ်လို့မျှော်လင့်ချက်တွေလင့်ပြတ်သွားတဲ့သူတွေလည်းရှိနေကြပါတယ်။လိုပဲဖြစ်ဖြစ်နိုင်ငံကျော်လက်ပြောကြီးတရားဖြစ်တဲ့ကိုလူသားဟန်ကတော့သူ့ရဲ့ရွေးချယ်မှုကိုပွင့်လင်းစွာချပြလိုက်ပါပြီ။ဒီအကြောင်းအရာနဲ့ပတ်သက်ပြီးတော့ပရိသတ်ကြီးတို့ရဲ့အမြင်ကရောဘယ်လိုရှိပါသလဲ။ကိုလူသားဟန်နဲ့စံနှုန်းတွေအပေါ်မှာဘယ်လိုမှတ်ချက်ပေးခြင်းကြလဲ။မိန်းကလေးတွေအနေနဲ့ရောသူ့ရဲ့ချစ်ကိုရဖို့အခွင့်အရေးရှိသေးတယ်လို့ထင်ကြပါသလား။ကွန်မန့်မှာကိုယ့်ရဲ့အမြင်လေးကိုလည်းဝင်ရောက်ဆွေးနွေးပေးခဲ့ပါအောင်ရှင်။အားပေးနာဆင်ခဲ့ကြတဲ့ပရိသတ်တယောက်ချင်းစီတိုင်းကိုလည်းကျေးဇူးတင်ပါတယ်။နောက်နေ့ဒီမှာလည်းစိတ်ဝင်စားစရာကောင်းတဲ့အကြောင်းအရာတွေနဲ့တူပြန်လာခဲ့ဦးမှာဖြစ်လို့ကျမတို့ရဲ့ပေးလေးကိုစမြောက်ကြည့်ရှုအားပေးဖို့တောင်းမိကြပါနဲ့အောင်ရှင်။အားပေးနာဆင်ခဲ့ကြတဲ့ပရိသတ်တယောက်ချင်းစီတိုင်းလည်းကိုယ်စိတ်နှလုံးရှင်လန်းချမ်းမြေပါစေကြောင်းကျမတို့ရဲ့ပေးလေးကနေပြီးတော့သုဒ္ဓမေတ္တာစကားလေးလက်ဆောင်ပါလိုက်ပါစေရှင်။နောက်နေ့ဒီမှာလည်းစိတ်ဝင်စားစရာကောင်းတဲ့အကြောင်းအရာတွေနဲ့တူတင်ဆက်ပေးဦးမှာဖြစ်လို့ကျမတို့ရဲ့ပေးလေးကိုစောင့်မျှော်ကြည့်ရှုအားပေးကြပါအောင်ပါရှင်။အားလုံးကိုကျေးဇူးတင်ပါတယ်။နောက်နေ့ဒီမှာလည်းစိတ်ဝင်စားစရာကောင်းတဲ့အကြောင်းအရာတွေနဲ့တူပြန်လာခဲ့ပါအောင်ရှင်။